ရှားနိုင်ငံရှိမြန်မာထေရဝါဒဗုဒ္ဓဆင်တော်မှာကျောင်းထိုင်ဆရာတော်နဲ့ဆရာတော်များအားနဆကဥက္ကဋ္ဌဦးညော်ကျူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့်နဆကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ယနေ့မတ်လ3ရက်ညနေပိုင်းကမော်စကိုမြို့ရှိမြန်မာထေရဝါဒဗုဒ္ဓစင်တာသို့တွားရောက်၍ကျောင်းထိုင်ဆရာတော်နှင့်ဆရာတော်များအားဖူးမြော်ကြည်ညိုခဲ့ပါသည်။နဆကဥက္ကဋ္ဌသည်မြန်မာထေရဝါဒဗုဒ္ဓစင်တာရှိတဒ္ဓမဇောတိကတိန်တော်၌ကျောင်းထိုင်ဆရာတော်မဟာတဒ္ဓမဇောတိကတစဒေါက်တာဗဒနာအစ္စရိယအားဖူးမြော်ကြည်ညိုခဲ့ပါသည်။ထို့သို့ဖူးမြော်ကြည်ညိုပြီးနောက်သာသနာရေးဆိုင်ရာများသတင်းသုံးနေထိုင်ရမှုနှင့်တွာလာရေးအခြေအနေများထေရဝါဒဗုဒ္ဓစင်တာအတွက်လိုအပ်ချက်များရုရှားနိုင်ငံတွင်ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့်ပတ်သက်၍သာသနာပြုလုပ်ငန်းများဆောင်ရွက်နေမှုတို့ကိုမေးမြန်းလျှောက်ထားပြီးလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ထို့နောက်နဆကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကတရားတော်ကြီးထံမှ၅ပါးတင်လာခံပြီးစောင့်နေတာတရားတော်များနာယူပြီးနောက်ကျောင်းထိုင်ဆရာတော်ကြီးနှင့်တန်ဃာတော်များအားနဝကမဝတ္ထုငွေများနှင့်လူ့ဘယ်ပစ္စည်းများဆက်ကပ်လူဒန်းခဲ့ကြောင်းသိရှိရပါတယ်။